ကားလေကျိုးဆွဲဘွားကနေမြန်မာနိုင်ငံရဲ့အကောင်းဆုံးနဲ့အကျော်ကြားဆုံးဟာသလူရှင်တော်တရုတ်ဆောင်ပြထင်ရှားကြော်ကြားခဲ့ပြီးဇက်ဘိုတရုတ်ဆောင်အကယ်ဒမီစုကိုပါစုကူးသွားခဲ့တဲ့သူစိတ်မမရွှေလက်ခုတ်တံဘောပါတတွေကြားကသူ့ရဲ့အမူအရာအတန်ပါဝါကအစအတုမရှိတခိတခါကထင်ရှားကြော်ကြားခဲ့ပြီးယခုချိန်ထိတိုင်အောင်ပိသက်တည်းရဲ့ရင်ထဲမှာဆွဲဆွဲမြဲမြဲထင်ကျန်နေခဲ့တဲ့ဒီဟာသပညာမှာထူးချွန်ပြောင်မြောက်ခဲ့တဲ့သူဘလောက်ထူးဘလောက်ထောင်းစိတ်ဆင်းရဲလဲအမတန်ခိုင်နိုင်တဲ့အဆိုတော်ပါတကယ်စိတ်ဆင်းရဲလဲအမတန်ဗီဒီယိုရုပ်ရှင်ခက်ကဆိုရင်သူ့နာမည်ကိုကြော်ညာလိုက်တာနဲ့ယုံပြယုံရှံဖြစ်ခဲ့ရတဲ့အထိအောင်မြင်မှုရရှိခဲ့ပြီးအကယ်ဒမီရရှိပြီးချိန်မှာတော့အမှုပညာမောင်နှမတွေနဲ့ပိသက်များကိုငါမသိဘူးရေကူးတက်တယ်ဟုဆိုကနောက်ပြောင်ကြည်စဲခဲ့တဲ့ပိသက်ချစ်တော်ဟာသလူရှင်တော်ဦးမော့59နှစ်ကြာမှမိတဲ့အကယ်ဒမီဦးမော့ကတော့1954ခုနှစ်မေလ23ရက်နေ့မှာအေရော်ရီတိုင်းလေးမျက်နှာမြို့ကရေတိုးချောင်းရွာလေးမှာမွေးဖွားခဲ့ပြီးအမိရင်းမှာတင်ဝင်ဖြစ်ပါတယ်။ငယ်စဉ်ကလေးကဟာသညံရွှင်သူဖြစ်တာကြောင့်ပဲအရက်ပြဆက်တွေမှာဝင်ရောက်ဖျော်ပြခဲ့ရပြီးဝါသနာကိုအကောင့်ထဲဖုတ်ဖို့ရန်ကုန်မြို့ကိုတက်ခဲ့ကစိန်မာတင်ဇက်ဖွင့်မှာကားလေးကျိုးဆွဲဘဝပြစတင်ခဲ့ပါတယ်။အဲနောက်1980ဝန်းကျင်မှာတော့တပင်သေးတို့ထွန်းကားရရွှေမန်းမြို့တော်လို့ခေါ်တဲ့မန်းလေးမြို့ကမန်းလေးစိန်မြတ်မော်အငိမ့်မှာပညာသင်လူရှင်တော်အဖြစ်နဲ့ဦးစိန်ကိုဦးရွှေပြိုင်းတို့စီမှာလူရှင်တော်ပညာကိုလေ့လာသင်ယူခဲ့ပါတယ်။10နှစ်ခန့်ကြာအောင်လူရှင်တော်ပညာကိုလေ့လာသင်ယူပြီးချိန်မှာတော့စိန်မာတင်ရဲ့သားမုံဝင်မုံမင်းတို့နဲ့အတူဒါရတာမောင်စိတ်တိုက်ပြဆက်တွေမှာလူရှင်တော်မိုးဒီနဲ့အတူတွဲဖက်ကပြခဲ့ရမော့မိုးဒီဆိုပြီးပိသက်တည်းရဲ့ရင်ထဲကိုရောက်ရှိလာပါတော့တယ်။သူ့ရဲ့ထူးခြားပြောင်မြောက်လာတဲ့အမူအရာတွေနဲ့အတူပဲဘလူးစတီကက်တိုတရုတ်ဆောင်ရာကနေဘလူးစတီမော့ဟုနာမည်ကြီးပြီးနောက်ပိုင်းမောင်ပေါက်ကျိုင်းဆက်သူဝနငရှန်ဇံများမှာလည်းလူကြိုက်များခဲ့ရပြီးယနေ့ချိန်ထိကြီးလိုက်တိုင်းမယိုးနိုင်တဲ့ရတာမျိုးကိုပေးစွမ်းနိုင်ခဲ့ပါတယ်။ဟုတ်လို့ခင်ဗျာ။သူတို့ပညာတွေမျိုးထဲမှာနေနိုင်မလားလူစောနန်းနဲ့များတယ်ကားစာနေမှာရှုပ်ချက်အဲနောက်ပိုင်းမှာတော့စိန်မာတင်ဇက်မှာခွဲထွက်ခဲ့ပြီးဒိုင်တာမောင်စိတ်တာမိုးဒီမော့တို့ပူးပေါင်းကမင်းသားတင်မိုးဝင်းကိုမင်းသားတင်မြောက်ခဲ့ပြီးကျွန်တော်တပင်ဇက်တပင်ကိုထူထောင်ခဲ့ကြပါတယ်ကျွန်တော်တပင်မှာ15နှစ်ကြာလက်တွဲကပြခဲ့ပြီးတဲ့အချိန်မှာတော့ဒိုင်တာဦးမြင့်ကျော်ရိုက်ကူးသည့်ရှက်တဲ့တားနဲ့ဒိုင်တာစိန်သမဏိရိုက်ကူးသည့်ဖာတလုံးရွှေရိုဗီဒီယိုဇက်ကားတွေဖြင့်အမှုပညာလောကတွေကိုစတင်ခြေချလာခဲ့ပါတယ်တီတူရှင်အဲနောက်ပိုင်းမှာတော့ဇက်ကားများစွာမှာရာဇဝင်ဟာသအချစ်ဇက်ဖို့ဆက်ရန်စသဖြင့်တရုတ်ဆောင်ခဲ့ပြီးတကိုးတန်းအောင်စီတင်သည့်မော့နဲ့မိုးဒီနှစ်ဦးပါဝင်သောမင်္ဂလာဥညာဇက်ကားကတော့ဗီဒီယိုကေဦးပိုင်းရဲ့အငှားရာဆုံးနဲ့အလူမင်္ဂလာဆောင်တွေမှာမပါမဖြစ်ငှားရင်ပြသခဲ့ရသည့်အထိအောင်မြင်မှုရရှိခဲ့ပါတယ်။ရုပ်ရှင်နဲ့ဗီဒီယိုကားပေါင်းများစွာမှာပါဝင်ပြုဆောင်ခဲ့ရင်ဒိုင်တာထွန်းအောင်စောရိုက်ကူးသည့်ထာဝရအလင်းတန်းများဇက်ကားနယ်ပဲ2011ခုနှစ်ရဲ့အကောင်းဆုံးအမျိုးသားဇက်ဘုတ်စုအကယ်ဒမီကိုစုခုရရှိခဲ့ပြီးအမှုပညာမောင်နှမများနဲ့ပိသက်ကြီးကိုငါမသေးဘူးရေကူးတက်တယ်ဟုနောက်ပြောင်ကြည်စေခဲ့ပါတယ်။အကယ်ဒမီရရှိသည့်အချိန်ကလေးကသူ့ရဲ့အသေးရောဂါဝင်လာခန်းစားနေခဲ့ရပြီး2013ခုနှစ်ဖေဖော်ဝါရီလ23ရက်နေ့မှာတော့မြန်မာပိသက်တွေကိုပြုံးရွှင်စွာပြုလုပ်ပေးနိုင်ခဲ့တဲ့ဦးမော်တယောက်လူလောကကနေအပိတိုင်နှုတ်ဆက်သွားခဲ့ပါတော့တယ်။